ဖြူနဲ့စစ်တွေတိုက်ပွဲအရှိန်ရလာပြီးစစ်ကောင်စီရဲ့ရေတပ်ဌာနချုပ်ကိုအေးသိမ်းတော့မယ်ဒူတာတေးပြီးတော့မင်းအောင်လှိုင်အလှည့်လားအရကတော်အေးရဲ့ထိုးစစ်ကြောင့်ရခိုင်ကြောက်ဖြူနဲ့စစ်တွေမြို့သိမ်းတိုက်ပွဲတွေကလည်းအရှိန်ရလာပြီးကြောက်ဖြူကရေတပ်ဌာနချုပ်ကိုလည်းမကြာမီသိမ်းပိုက်နိုင်တော့မယ်လို့စည်ရေးလေးလာသူတွေကပြောပါတယ်ကြောက်ဖြူမှာရှိတဲ့စစ်ကောင်စီရဲ့တညဝရီရေတပ်ဌာနချုပ်ကိုဒါသိမ်းပိုက်နိုင်ရင်ကြောက်ဖြူကလည်းပွဲသိမ်းမှာဖြစ်တယ်လို့စစ်တွေမှာခံစစ်ပြင်ထားတဲ့ကန်းကော်ကျုံးတာသိမ်းနိုင်ခဲ့ရင်စစ်တွေလည်းစသိမ်းပြီလို့စည်ရေးသတင်းမြစ်တွေနဲ့စည်ရေးလေးလာသူတွေကပြောဆိုလိုက်တာပါစီဒီအမ်ဘိုးကြီးစင်ရောကကြောက်ဖြူမှာတိုက်ပွဲကအရှိန်ရလာနေပြီဖြစ်ပါတယ်စနေတိုင်းနဲ့စေယုံကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ထားပါတယ်ရမဲမြို့နယ်ကိုအခြေပြုပြီးတော့တောင်ပိုင်းကနေဝင်လာမှာကိုစစ်ကောင်စီကစိုးရိမ်နေပုံရပါတယ်ဒုတိယမြောက်ရေတပ်စကန်ဌာနချုပ်ကိုစကားစဘလောက်ကြာခံစစ်ဆင်နိုင်မလဲဆိုတာကိုတစ်ချက်စောင့်ကြည့်ရတော့မှာပါတန်ရွဲတုံးကလိုမျိုးရေဘဲတွေနဲ့အချင်းချင်းချကြတာကိုကြားရအောင်မှလည်းဖြစ်ပါတယ်စကားစလိုဘီတွေကတော့ကြောက်ဖြူဝါဘူကိုဘုံကျဲတယ်ဆိုတာကြီးပဲတေချာလည်းမြေပုံမကြည့်ကြဘူးဝါဘူကစစ်တွေမြို့နယ်ထဲမှာရှိတာဖြစ်ပါတယ်စစ်တွေကန်းကော်ကျွန်းမှာစစ်ကောင်စီကခံစစ်အကြီးကျယ်ပြင်ထားပြီးတော့ဝါဘူမှာအေးကိုရောက်နေတယ်ဆိုပြီးတော့လက်နေတာကြပြီးကန်းကော်ကျွန်းသားလက်လွတ်ရပြီဆိုရင်တော့စစ်တွေတက်နေပြီးသွားပြီလို့လည်းအခုရခိုင်ကတိုက်ပွဲအခြေအနေကိုသုံးသပ်ပြောဆိုထားပါတယ်အရကတော်အေးအနေနဲ့ရခိုင်မှာမြို့သိမ်းတိုက်ပွဲတွေအတွက်ပွဲကျန်းနေတယ်လို့ရခိုင်ပြည်အန်းနဲ့မကွေးတိုင်းအဆက်အမ်ပရန်လက်ပေါ်မှာရှိတဲ့စီးရအရေးပါတဲ့နိုင်ရီကန်လေချောင်းရံကာကွယ်ရေးဗျူဟာစကန်တွေအဓိကအရေးပါတဲ့တက်စကန်တချို့ကိုလည်းထပ်မံသိမ်းမိလိုက်ပြီလို့စီးရေးလေးလာသူတွေကပြောဆိုထားပါတယ်အဲဒီနိုင်ရီကန်လေချောင်းရံကာကွယ်ရေးဗျူဟာစကန်အနီးနားမှာရှိတဲ့တောင်ကုန်းတွေနဲ့နိုင်ရီကန်ဗျူဟာစကန်အောက်ဘက်မှာရှိတဲ့လေနဲ့ကြေးရွာကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေရာယူထားတဲ့နေရာတွေကိုတော့အေကအခုရက်ပိုင်းအတွင်းမှာပဲသိမ်းမိလိုက်တာဖြစ်တယ်လို့လည်းဒေတာသွင်းသတင်းမီဒီယာတွေနဲ့စီးရေးသတင်းတွေကတော့ပြောဆိုထားပါတယ်နိုင်ရီကန်တောင်တိတ်အောက်ကကုန်းတချို့နဲ့လေနဲ့ရွာကစကားစနေရာရှိတဲ့နေရာတွေကိုတော့အေတပ်ဖွဲ့ဝင်တွေကသိမ်းလိုက်ပြီလို့စီးရေးသတင်းမီဒီယာဒေတာသွင်းသတင်းမီဒီယာကိုပြောဆိုထားတာပါစီးရေးလေးလာသူတွေရဲ့ပြောဆိုချက်တွေအရအကတော့အေကသိမ်းမိလိုက်တဲ့တောင်ကုန်းတွေကတော့နိုင်ရီကန်ဗျူဟာစကန်မကြဆုံးစေဖို့အတွက်အဓိကခုခံပေးနေတဲ့နေရာတွေဖြစ်တယ်လို့လည်းစီးရေးလေးလာသူတွေကပြောဆိုထားပါတယ်စီဒီအမ်ဘိုးကြီးစင်ရောကပဒန်းတက်နေနဲ့နိုင်ရီကန်ခံစစ်ကိုတိုက်ခိုက်နေနေစကားစပြများသွားတော့တိုင်ဌာနချုပ်ကိုပါတပန်နေတဲ့ထိုးစစ်ဆင်တိုက်ခိုက်လိုက်ရင်စစ်မျက်နှာဖြန့်ကျက်ပြီးတော့အာယုံများသွားစီမှာဖြစ်ပါတယ်ဒုက္ခလောက်ပေးရမယ်ဆိုရင်တော့အမတ439ခုဖြစ်ပါတယ်ဟန်ချက်ညီညီနဲ့တရက်နေကန်တိုင်ရင်ခလာရ44နောက်ချန်အာလူမြများဆဆမရှိတော့ပါဘူးပိုကင်းဆိုလို့ရှိရင်အလန်ချတန်အောင်မကြားတော့ဘူးကင်းခုံတန်အောင်မှထွက်မလာတော့ဘူးလို့လည်းသုံးသက်ပြောဆိုထားပါတယ်အခုလက်ရှိမြေပြင်တိုက်ပွဲသတင်းတွေရအမ်ပရန်လက်ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စန်းတချို့ကိုအေကသိမဲ့ပြီးတဲ့နောက်မှာတော့နိုင်ကန်ဗျူဟာကုန်းအထံကျစကန်ရှိတဲ့တောင်ထိပ်ကိုအေကရောက်ရှိလာပြီဖြစ်တယ်လို့လည်းစီးရေးသတင်းတွေကတော့ပြောဆိုထားပါတယ်တစ်ဖက်မှာလည်းနိုင်ကန်အထံစကန်ကိုစစ်ကူလာတဲ့မကွေးဘက်ကစစ်ကောင်စီစစ်ကြောင်းနဲ့အေနဲ့ပူပေါင်းတပ်တွေရဲ့ဂျာဘက်တိုက်ခိုက်မှုကြောင့်ပြိုကွဲထွက်ပြေးနေကြတယ်လို့လည်းစီးရေးသတင်းတွေကပြောဆိုလာပါတယ်အေနဲ့ဒေါ်လာတပ်တွေကသူတို့ကိုဝိုင်းတိုက်တော့စစ်ကြောင်းတွေပြိုကွဲထွက်ပြေးနေကြတယ်လို့အမ်လန်ဘော်ကတိုက်ပွဲအခြေအနေကိုစီးရေးသတင်းတွေကပြောဆိုထားပါတယ်လက်ရှိမှာနိုင်ကန်တောင်ထိပ်စကန်ဖြစ်တဲ့လက်နက်ကြီးအထံကျမ်းမှာဆက်တွေအခိုင်အမာနဲ့တိစောက်ထားတဲ့စကန်ကိုအေကတိုက်ခိုက်နေပြီးတော့စစ်ကောင်စီဘက်ကဒရုန်းနဲ့လေကြောင်းကိုအဓိကသုံးကတိုက်ခိုက်နေတယ်လို့လည်းဒေတာသွင်းစီးရေးသတင်းတွေကပြောဆိုထားပါတယ်စစ်ကောင်စီဘက်ကဒရုန်းတွေပိုသုံးလာတဲ့လေကြောင်းကနေလည်းဘုံညက်တိုက်ခိုက်တဲ့တိုက်ပွဲကတော့ဆက်လို့ပြင်းလုံးပဲအင်အားတွေလည်းဖြည့်ထားတယ်လို့စီးရေးသတင်းတွေကပြောဆိုထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်မကွေးကနေလာတဲ့စစ်ကူအင်အားရာနဲ့ချီကိုစစ်ကောင်စီကပဒန်းစကုန်းတက်ကနေတစင်နေကန်တိုက်ပွဲတွေကိုစစ်ကူပို့ထားပါသေးတယ်အဲဒီနေကန်လေကြောင်းရန်ကာကွယ်ဘီအောင်စကန်ကတော့အေနဲ့ဒေါ်လာတပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုမကွေးမှာရှိတဲ့ကာကွယ်ပစ္စည်းစက်ရုံကိုမရောက်အောင်အဓိကကာကွယ်ပေးနေတဲ့စကန်ကြီးတစ်ခုဖြစ်တယ်လို့လည်းစီးရေးဒေတာသူတွေကပြောဆိုထားပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့သတင်းကတော့ဒူတာတေးပြီးရင်တော့မင်းအွန်လိုင်းအလှည့်လားဆိုတဲ့သတင်းကိုလည်းပြောပြပေးခြင်းပါတယ်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကိုတော့အပြည်ပြည်ဆိုင်ရာရှာဆွေခုံရုံ ICC ကနေပြီးတော့ဖမ်းဝရမ်းအရအင်တာပိုရဲတပ်ဖွဲ့ကနေပြီးတော့ဖမ်းဆီးလိုက်ပြီးတော့နိုင်ငံသားသတင်းတွေမှာတော့ဖော်ပြထားပါတယ်နိုင်ငံတကာရာဇဝတ်ခုံရုံ ICC ကဖမ်းဝရမ်းထုတ်လိုက်ပြီးတဲ့နောက်မှာတော့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကိုနိုင်ငံသားရဲတပ်ဖွဲ့အင်တာပိုကဒီကနေ့မှာပဲဖိလစ်ပိုင်မနီလာလေဆိပ်မှာဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်ဒီကနေ့မတ်လ17ရက်နေ့မှာဒူတာတေးကဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာမှာရှိတဲ့နိုင်ငံသားလေဆိပ်ကိုအရောက်မှာအင်တာပိုကိုစားဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာလည်းဖြစ်ပါတယ်သမ္မတဖြစ်တာဝန်ယူခဲ့စဉ်ကာလအတွင်းမှာပဲမှောင်ကိုမူရမှောင်ကိုဂိုင်းတွေကိုလုံလုံကဲကဲဖြိုခွဲဖိနှိပ်ဖြိုခွဲခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ဒူတာတေးကိုအင်တာပိုမနီလာကဖမ်းဆီးခဲ့တဲ့အကြောင်းဖိလစ်ပိုင်အစိုးရကလည်းအတည်ပြုထုတ်ပြန်ပြောဆိုထားပါတယ်ဒီကနေ့မတ်လ17ရက်နေ့မနက်ပိုင်းမှာတော့အင်တာပိုမနီလာဟာဒူတာတေးအတွက် ICC ရဲ့ဖမ်းဝရမ်းမိတ်တွေကိုတရားဝင်လက်ခံရရှိတယ်လို့ဖိလစ်ပိုင်သမ္မတအိမ်တော်ကကြေညာထားပါတယ်လောလောဆယ်မှာတော့ဒူတာတေးဟာအာဏာပိုင်တွေရဲ့ထိန်းသိမ်းမှုကိုခံခဲ့ရပြီးတော့ကျန်းကျန်းမာမာရှိတယ်လို့လည်းထုတ်ပြန်ချက်ထဲမှာတော့ဖော်ပြထားပါတယ်ဒူတာတေးဟာမတ်လ9ရက်နေ့တုန်းကဟောင်ကောင်ကိုကြိုတင်မကြေညာဘဲနဲ့ရုတ်တရက်ထွက်ခွာသွားပြီးတော့အဲ့ဒါဟာ ICC ကသူ့ကိုဖမ်းဝရမ်းထုတ်တော့မဲ့အခြေအနေကိုတင်းရှောင်ဖို့အထောက်အမှုဖြစ်နိုင်တယ်လို့လည်းထင်ကြေးပေးမှုတွေထွက်ပေါ်ခဲ့ပါသေးတယ်မတ်လ10ရက်နေ့မှာတော့ဒူတာတေးဟာ ICC ကသူ့ကိုတကယ်လို့လာဖမ်းဝရမ်းထုတ်ခဲ့လို့ရှိရင်တော့အဖမ်းခံမှုအသင့်ရှိတယ်ဆိုပြီးတော့ပြောခဲ့ပါသေးတယ်နောက်တော့ဟောင်ကောင်ကနေမနီလာကိုပြန်ရောက်မှာပဲအခုလိုမျိုးဖမ်းခံရတာဖြစ်ပါတယ်လေဆိပ်မှာဒူတာတေးကိုရဲတွေကစောင့်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးဟာ2016ခုနှစ်တုန်းကဖိလစ်ပိုင်သမ္မတဖြစ်လာချိန်မှာမွေးမှောင်ကိုဂိုင်းတွေမွေးစေဝါသုံးဆက်သူတွေကိုစစ်ကြေညာတယ်လို့ကြုံသွားပြီးတော့ရက်ဆက်ကြမ်းတဲ့အထိန်ကိုအားနေတဲ့နီးတဲ့နေနဲ့ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့တာပါအကျိုးဆက်ပြေထောင်နဲ့ချီတဲ့လူတွေအထူးသဖြင့်စင်းရဲနန်းပါတဲ့တန်ရတရားခံတွေအားလုံးအသက်ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်ဒူတာတေးရဲ့လက်ချက်နဲ့အပြစ်မဲ့တဲ့ပြည်သူတွေအမြောက်အများသေဆုံးခဲ့တာပါအခုဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးလိုပဲမြန်မာစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုလည်း
ICC ရှေ့နေကဖမ်းဝရမ်းထုတ်ပေးဖို့အဆိုတင်သွင်းသွားပါသေးတယ်နိုင်ငံရာဇဝတ်ခုံရုံး ICC ရှေ့နေကဘင်္ဂလားဒေ့ရှ်မြန်မာအခြေအနေနဲ့ပတ်သက်ပြီးတော့စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဖမ်းဝရမ်းထုတ်ဖို့နိုင်ငံတရားရုံးမှာလျှောက်ထားခဲ့တာပါအခုလက်ရှိစစ်ကောင်းဆောင်မင်းအွန်လိုင်းစစ်ကောင်စီတပ်ကထိပ်ပိုင်းကောင်းဆောင်တချို့ကိုတော့ရခိုင်ယူရင်းဂျာအီရီဘောလူမျိုးစုံတပ်ဖြတ်မှုအတွက်စစ်ခန်းသူနဲ့ကျူးလွန်သူတွေကိုအာဂျင်တီးနားတရားရုံးတူကနေပြီးတော့ဖမ်းဝရမ်းထုတ်ထားပါသေးတယ်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကလည်းစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဖမ်းဝရမ်းထုတ်ဖို့ရေးစစ်စဲကာလမှာအခုလိုမျိုးအာဂျင်တီးနားတရားရုံးကနေဖမ်းဝရမ်းထုတ်လာတာပါအခုမတ်လအကုန်မှာတော့စစ်ကောင်းဆောင်မင်းအွန်လိုင်းကို ICC ကဖမ်းဝရမ်းထုတ်မထုတ်ဆိုတာကိုတော့ထုတ်ပြန်သွားဖို့လည်းရှိနေတာပါအဲဒါကြောင့်ဖိလစ်ပိုင်သမ္မတဒူတာတေးပြီးမြန်မာစစ်ကောင်းဆောင်မင်းအွန်လိုင်းအလှည့်လားဆိုပြီးတော့မြန်မာပြည်သူတွေကတော့ပြုံးပျော်နေကြပါပြီ